မင်္ဂလာပါငါတော့ Monkey D Luffy ပါအနာဂတ်မှာပင်လယ်ဓာတ်ပြပြီး Pirate Game ဖြစ်လာမယ်သူပေါ့ပြီးခဲ့တဲ့အပိုင်းမှာငါတို့ Grand Line ကိုသွားမယ်မိကုန်းကိုရခဲ့တယ်လေအခုတော့ငါရဲ့အဖွဲသားတွေဖြစ်တဲ့ Zoro ရဲ့ Nami ရဲ့နဲ့အတူတူစွန့်စားကန်ခီးစတင်နေပြီဒါပေမဲ့ကိစ္စတစ်ခုဖြစ်သွားတယ်ငါတို့သင်္ဘောကိုတစုံတစ်ယောက်ကတိုက်ခိုက်လာတာပဲအဲ့ဒီလူကတော့နှခေါင်းနီနီနဲ့လူပြက်ကြီးဘာဂီပေါ့သူနှခေါင်းကြီးကရေရတယ်နော်ဒါပေမဲ့သူ့ရှေ့သွားမပြောနဲ့သူစိတ်ဆိုးလိမ့်မယ်ဘာဂီကငါတို့စီက Grand Line မြေပုံကိုလူချင်နေတယ်ဒါနဲ့ငါကဘာလုပ်လိုက်လဲသိလားမြေပုံကိုသူတို့လက်ထဲမပါသွားအောင်ငါမြို့ချပစ်လိုက်တယ်လေလုံယုံသွားပြီပေါ့ဒါပေမဲ့သူတို့ကငါတို့ကိုဖမ်းပြီးသူ့ရဲ့စကတ်ယုံကြည်တဲ့ခေါ်သွားကြတယ်ဘာဂီကငါကောင်းဖို့ကကောက်ရုပ်ဥထုတ်ကိုမြင်တော့ Shanks ကိုတတိရသွားပုံပဲဟုတ်တယ်ဒီဥထုတ်ကငါအတွက်အရန်အဖို့တန်တယ်ငါငငယ်တုန်းက Shanks စီကရခဲ့တာဒီအဲ့ဒီတုန်းကငါကဂုံမဂုံမလို့မိ Devil Fruit ကိုအချိုးပွဲမှတ်ပြီးမားစားမိလိုက်ရကနေရပါလူသားဖြစ်သွားတာဒါပေမဲ့ပင်လယ်ထဲမှာရေကူးလို့မရတော့ဘူးငါကြောင့် Shanks ကပင်လယ်ဘီရင်ကလူ Sea King နဲ့တိုက်ခိုက်ရင်လက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်ငါအသက်ကိုကဲဝတ်သူ့လက်ကိုစတေးခဲ့တာ Shanks ကမထော်ခွာခင်ဒီဥထုတ်ကိုငါ့စီမှာအထက် Get lost. တနေ့ကျရင်ပင်လက်ဓားပြကြီးထစ်လာပြီးဒီဥထုတ်ကိုလာပြန်ပေးပါတဲ့ဒါကငါတို့ကြားကကတိပဲလက်ရှိအချိန်ကိုပြန်ရောက်တော့ဘာဂီကငါ့ကိုရေကန်နဲ့နှစ်ပြီးတတ်ဖို့ကြိုးစားတယ်ရေထိရင်ငါကအားမရှိတော့ဘူးလीဒါပေမဲ့ငါမှအဖွဲသားခေါင်းတွေရှိတယ်ဇိုရိုနဲ့နာမီကငါ့ကိုပြစ်မထားပဲပြန်လာခဲ့ကြတယ်ဘာဂီကလည်း Devil Fruit စားထားတဲ့သူပဲchap fruit စွမ်းအားကြောင့်သူ့ခန္ဓာကိုအစိတ်အစိတ်အမြမြကွဲထွက်ပြီးတိုက်ခိုက်လို့ရတယ်ဒါပေမဲ့ငါတို့ကညံကောင်းတယ်လေနာမီနဲ့ဇိုရိုအကူအညီနဲ့သူ့ခန္ဓာကိုအစိတ်အပိုင်းတွေကိုတစ်တာတွေနဲ့ထည့်ပစ်လိုက်ကြတယ်ဂျန်နစ်ခေါင်းနဲ့ခြေလက်တွေကတော့ဂုံမှုလို့ဘာဇူကာနဲ့ကန်ထုတ်လိုက်တာအဝေးကြီးလွင့်သွားရောပဲနောက်ဆုံးတော့ငါတို့နိုင်သွားပြီမြို့သားတွေကိုလည်းကယ်နိုင်ခဲ့တယ် Wait. Bazooka! နာမီကတော့ Grand Line ကိုတွားဖို့လမ်းပြပေးမယ်တဲ့သူကငါရဲ့အဖွဲသားဖြစ်လာပြီလို့ငါထင်တာပဲကဲငါတို့သင်္ဘောဟာရွတ်လွင့်နေပြီ Grand Line စီကိုဦးတည်ပြီး One Piece ကိုရှာပုံတော်ဖွင့်ကြမယ်နောက်အပိုင်းတွေမှာဘလို့စွန့်စားကန်းတွေကြုံရမလဲဆိုတာစောင့်ကြည့်ကြပါဦး I'm gonna be king of the pirates ဒီစာရင်းကိုစိုက်ကြဆိုရင် like and share လုပ်ပေးပါနော်နောက်ထပ်လည်းကြည့်ကြပါစီလားဒီမှာပါတယ်ဒီနောက်တော့လည်း membership ဆိုရင်တော့ page ကို follow လုပ်ထားလို့မရပါဘူး